လောက်ရအောင်တာမတဆိုတာနေမိမစပတ်လို့အချိန်ခါမတွေ့လှုပ်ချင်တိုင်းလှုပ်လို့ရတယ်နေထင်နေတာလားမအေးလို့နဲ့ဒါများစောက်ယူကောင်ရဲ့လှုပ်ချင်တိုင်းလှုပ်ချင်တယ်လို့လှုပ်လို့ရတာဆိုလို့နေမိမစပတ်ပဲစီးတယ်မအေးလို့နဲ့ဒါများရဲ့မင်္ဂလာပါကျွန်တော်တော့ရဲအောင်ပါခုရေရှင်းလုပ်ပေးမှာတော့ဖေးမမမိုးဘုံဘလုံးလေးပြောတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ရေရှင်းလုပ်ပေးမှာပါကဲကျွန်တော်လည်းသူပဲကြည့်လိုက်ရတရင်ဖတ်ထီတို့ဘောမတာအနစ်80စီကြောင်းအနစ်80ဘောမတာကိုဆဲရကောင်းမှမသိကောင်းစားနေတာကိုမမိုးနည်းနည်းလာပြီးတော့ထောက်ပြမယ်စင်အနစ်80ဘာလို့ကြာတာလဲရိုးရိုးလေးပဲစစ်မတိုက်လို့တခင်စိတ်မရှိလို့ကြုံစိတ်စီလို့အမြင်ချင်းလို့အသိဉာဏ်ပညာခေါင်းပါလို့ပြောပြီလေကိုကောင်းဆန်အတွေးအမြင်ချင်းလို့ခေါင်းဆောင်မပီတာလို့ကြာခဲ့တာပါဒါကကုံယူစရာမရှိတယ်လို့ကုံတက်စရာလည်းမရှိလို့ဆက်တတ်ရင်လဲပေတဲ့နဲ့ဒီနေ့ပညာရှိတဲ့လူတွေတကယ်မျိုးချစ်ပြည်ချစ်နိုင်ငံချစ်ပြီးအမျော်အမြင်ရှိတဲ့လူအားလုံးနဲ့ခေါင်းဆောင်အစ်တွေကတော်လန်ရေးမှာပါဝင်နေတာဟာတကယ်စစ်မှန်တဲ့စိတ်ဓာတ်ရှိလို့ပြက်ပြက်တတာအသာအနာခံလှုပ်ဆောင်နေချိန်မှာအချိန်ဆွေးလူဆွေးအသွေးကိုဆွေးနေတဲ့ခေါင်းဆောင်တွေကတော့သူများမျက်ခုံးမွေးပေါ်လမ်းဆောက်ဖို့အတွေးနဲ့တော်လန်ရေးလေပေါ်အချောင်တက်ရွက်မကင်တက်မကင်ခန့်ခန့်ကြီးတက်ထိုင်ဒီပိုက်ဖောက်ဖို့ကြံနေတဲ့ဘာနဖူးစိုက်တူမဲ့တိုက်သမားတွေကိုကျိုးအတနဲ့စီးပွားရေးကိုစကလုံးလလလေးနဲ့ဖောင်းအောက်ပြီးလူပိန်းအကြိုက်လိုက်ပြနေလဲတမိုင်းသိခါကတော့ဘယ်တော့မှတက်မလာဘူးပညာစီလူတော်တွေအတွက်တော့ဟာတာတစ်ခုလောက်တောင်ရည်စရာမကောင်းဘူးဖတ်တီတို့အချောင်သမားတွေသိခါစီတာဘယ်တော့မှကြားဘူးလို့လဲအနစ်80ဆိုတာစစ်တိုက်လို့ကြားတာမဟုတ်ဘူးနော်ဖင်ခံကြုံခံဘောမနေလို့ခံနေတာတခင်စိတ်မရှိပဲပရင်တက်လောက်လို့မရဘူးဆိုတာကြုံတပေါက်တွေသိဖို့ခေါင်းဆောင်ဆိုတာခေါင်းဆောင်မဟုတ်ဘူးနေရဆိုတာပြည်သူမပါရင်တမအဆင့်ပဲရမယ်ပြည်သူဆိုတာလေဖတ်တီတို့မင်းတို့ထက်ပညာရှိတယ်စာတတ်တယ်အသိတရားရှိတယ်ပြည်သူကိုအထင်သေးသည်မူကြိုခလေးတွေလို့သဘောထားလက်ညာလက်စားနေတာဟာမင်းတို့ကပညာမဲ့စောက်ယူတွေဆိုတာကိုချပြနေတာနဲ့အတူတူပဲငပေါ်ကြီးတွေအဲ့ဒါလာပြောတာနွားအိုရင်ဝန်မနိုင်ဘူးနွားအိုရင်ဘေးမဲ့ပေးရမယ်လူအိုတွေလည်းဒီအတိုင်းပဲလူအိုရင်စိုးအိုကျဲတယ်စိုးအိုကျဲတော့ချီးထွဲကြရောကိုချီးတောင်ကိုမနိုင်တဲ့လူတွေကနေရဝင်ယူထားတာဘယ်လိုတိုးတက်မလဲလူကြားထဲချီးမထွဲကြရင်ကံကောင်းထွဲကြရင်ချီးလိုက်တော့ပေးနေရအောင်မယ်အဲ့ဒီလိုအလုတ်ပိုစီတဲ့ဟာကြီးတွေသူတို့ကဘာမှမလုပ်နိုင်တဲ့အခါသူတို့အတိုင်းအတာစီတလောက်နဲ့ပြောနေဆိုနေတာကိုဘယ်လိုမျိုးတိုးတက်မလဲပြီတို့ဟမ်တကက်လောဘသမားကြီးတွေလူတွေကသာခြေထောက်မခံတော့တာနေရလဲယူခုံလဲယူရာထူးလဲဖက်သေးချင်သေးတယ်ဘိုးကြီးတွေသုံးလဲမရစားလဲမရသုံးစားမရတဲ့အဲ့ဒီလိုသူ့အိုသူ့နာတွေနေရယူနေတယ်တို့မှမပါဘူးပုံမှန်လေးကြည့်ကိုနိုင်ငံကိုလူမျိုးတိုးတက်ချင်ရင်သူ့အိုသူ့နာတွေကောင်းဆောင်မတင်နဲ့နေရမလို့ချင်နဲ့တကယ်ချင်းရင်စိုးလို့ကြလေဘာလို့တတ်ထန်ကြီးမစိုးနိုင်ကြတာလဲသေရင်တောင်ဘွက်တစိုက်နဲ့သေမဲ့ဟာတွေကစောက်ကိုတွေတက်တက်ပြောနေတာနားခါတွေဝေးလူတွေကတွင်းထဲဝင်ခါနေနေဒီကြီးသူမပေးတဲ့နေရတွေဖက်တွယ်နေကြတာမဆက်ကြဘူးလားဘယ်ဆက်ကြမလဲအသက်ကြီးတော့ဆက်ကဖင်ဘက်ကလက်ထွက်ကုန်ပြီလေစပပဲဟဲ့စပလို့ပါမလို့ပါပိုးကြီးတွေကိုငါပြောလို့တော့မပြီးသေးဘူးနောက်ကပရင်ယူသမတယူတွေကထားတက်လာသေးတယ်ယူရင်ထမင်းလို့ယူနော်ယူချင်ရောင်တော့မဆောင်ကြနဲ့ငါတို့ပြည်သူတွေကနေတို့လိုမိုးခါရီတောက်ပြီးယူနေတဲ့လူတရားမှမရှိဘူးအတုအစစ်ခွဲတတ်တယ်ဒါနဲ့မအေလို့နေတာမြတ်ကသမတတက်လို့ရအောင်ဘယ်ပြည်သူကမဲပေးထားလူဦးရေဘလောက်ကမဲပေးတာလဲနေမိသားစုနေအဖွဲ့နေအမျိုးတွေမဲပေးရုံနဲ့သမတလို့ရအောင်သမတဆိုတာနေမိမစပတ်လို့ချိန်ကမရွေးလှုပ်ချင်တိုင်းလှုပ်လို့ရတယ်နေထင်နေတာလားမအေလို့နေတာကြဆောက်ယူကောင်ရဲ့တတလို့ပါမမိုးဟာလှုပ်လို့ရတာဆိုလို့နေမိမစပတ်ပဲရှိတယ်မအေလို့နေတာများရဲ့သမတဆိုတာနေမရစပတ်လို့စိုက်စီတိုင်းလှုပ်မရဘူးကျဲမီမမိုးဟာတရင်ကောင်းဆောင်တွေအကုန်ပေါင်းရင်တော့ကြပြတဲ့လူတွေရောကြံသေးရလားမသိဘူးအာနာယူနေရယူစောက်ယူတွေကြီးပဲအဖွဲစီခေါင်းဆောင်လုပ်ပြီးစောက်ယူအတွေးလောက်ကမတက်ရင်နေတို့ဘယ်လိုနိုင်ငံခေါင်းဆောင်လုပ်ကြမလဲနေတို့အရင်ချင်းနဲ့လှုပ်လို့ရတာတခုပဲကမြည်တော့တယ်အဲ့ဒါကတော့အယူထောင်မှာအယူခေါင်းဆောင်တွေတလုပ်သိမ့်ပြီးစင်တကယ်ပါပဲနိုင်ငံရေးဆိုတာအယူထားသလိုလှုပ်ချင်တယ်လှုပ်နေလို့ရတယ်ထင်နေတာဟာတကယ်ပဲမောင်ချစ်သူပြောသလိုငါတို့လူမျိုးတွေစာမတတ်ပေမတတ်ညာရင်နေပါလို့ဆိုတာတေချာတလောက်ဖြစ်နေပြီယူတာယူလို့ရတယ်အယူဆိုပြီးအိမ်ချီတဲလို့မရဘူးယူရင်အယူထောင်ပို့ခံရမယ်ဒီသူခေါင်းဆောင်တော့လုပ်မရဘူးတတိထားကြမအေးလို့များဒါပဲပြောမယ်နေတော့ဆက်လောက်ကြငါလည်းဆက်ပြောမယ်